မျိုးသားတယောက်ရဲ့ဆွဲဆောင်မှုကရုပ်ရည်တစ်ခုရဲ့ပေါ်မူတည်မနေပါဘူးခန္ဓာကိုယ်နဲ့ကွက်တိကြပြီးစမက်ကြတဲ့အဝတ်စားဝတ်တက်ဖို့ကပိုအရေးကြီးပါတယ်အမျိုးသမီးအများစုကမလိုက်ဖက်တာတွေရှောက်တွဲဝတ်တာထက်ရိုးရှင်းသက်ရက်ပြီး clean ဖြစ်တဲ့ style မျိုးကိုသဘောကျကြပါတယ်ဒါကြောင့်ဝတ်လိုက်တာနဲ့မျက်စိကျစရာဖြစ်စေမယ့်ဆူလိုရဲ့ဒီဇိုင်းလေးတွေနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာ SPC 001ရိုးရှင်းပြီးတက်ရက်တဲ့ plain design မှုကြည့်ရတာနဲ့လူကိုပိုပြီးယုံကြည်မှုရှိတဲ့ပုံစံပေါက်စေပါတယ်အရင်ပွားတာကြက်တာမျိုးမရှိပဲကွက်တိကြကြတက်ရက်တဲ့ကတ်တင်ကြောင့်ဝတ်လိုက်တာနဲ့ကြီးကောင်းနေမှာပါ STC 001အမြင်မှာရင်ခံရမှုအရှိန်အဝါကိုပေးဆန်းနိုင်တဲ့ဒီဇိုင်းအသစ်ကလေးဖြစ်ပါတယ် micro dot အဆက်ပြောက်လေးတွေနဲ့ပုံဖော်ထားတာကြောင့်ခင်မိပြီးစမက်ကြတဲ့လူတစ်ယောက်ရဲ့ look ကိုအပြည့်အဝပံ့ပိုးပေးမှာပါ SR004 short rifle သားကိုသုံးထားတာကြောင့်အသား AB ဝေးရတာအရန်တက်တောင့်တက်တာရှိပါတယ်လေကရုံးလက်တူဒီဇိုင်းဖြစ်လို့ပပနဲ့စမက်ကြကြတွဲဝတ်လို့ရပြီးရာသီဥတုပူလည်းတစ်နေ့တာလုံးအေးမြနေစေမယ့်အပြင်မိန်းကလေးတွေသဘောကျတဲ့ clean and simple look ကိုရရှိစေမှာပါ SPG 001 short အသား AB ဝေးရတာတက်တောင့်တက်တာရှိတဲ့အပြင်အင်ဂျီလက်နဲ့ကော်လန်မှာအဖြူရောင်အစင်းလေးတွေပါဝင်တဲ့အတွက်ရိုးရှင်းမှုကိုပုံမှုပေါ်နေစေပြီးခင်မီရဲ့ look ကိုရရှိစေမှာပါဘယ်နေရာသက်သွားအမြဲကြည့်ကောင်းစီဖို့ဆူလို collection ကိုရွေးချယ်လိုက်ပါလက်လီတကဝယ်ယူခြင်းတော့39 986333လုံး1 39 895533လုံး1တို့ဆက်သွယ်မှယူနိုင်ပါတယ်ခင်ဗျာ Wherever you go, Sulu will follow